လူကအိတ်ရှင်နေတဲ့ဥစ္စာဘန်မန်ဘန်အေးမလက်တရားကျိုးတာတွေပြောချင်မှာကမရဲ့ဒီနေ့တနေ့ကနေနေလားချင်းမင်းတို့ဟာလောအိမ်မဝဟုတ်တယ်ကျမအိတ်ပုတ်ကြီးလို့စုခံရတယ်တိလားစုခံရလဲမတက်နိုင်ရောကျမမအိတ်တောင်မဝပါဘူးဆိုနေမှာမိသားရဲ့ Wi-Fi ရဲ့ဆောင်ရမယ်ဒီနေ့ဘယ်နှစ်ရက်တောင်18ရက်မိကလာပါလေပဲ38ဟလာဟုတ်တယ်နော်မောင်ကြည့်ရောဘာစားပြီးပြီလဲအိမ်လုံးမလာဘူးလေကျမအလုံးလုံးအောင်မှသူရှင်တို့မဟုတ်ကျမအလုံးမစားရတယ်ဘဝဒီနေ့လုံးမဒီနေ့စားရတဲ့ဘဝလေးပါကော်ဖီတောက်ထားရတဲ့ဘောပင်နဲ့ထိုးထလိုက်မှသူများကိုပောက်ပြရလာပြောတယ်ဘူးလေရှင့်讲薄被奶兔看起来的。嘿，16月16生日啦，16月個電包咯，1BH 08對。YBHဒီနေ့က18ရက်လားဟုတ်လားဒီနေ့က18ရက်အောက်တယ်နော်ဟုတ်တယ်ဒီနေ့မနေ့ကမတွေ့ပါလား20